လူပေါင်း1,500ထောင်မှာ1,000လောက်စုဝေးနေကြတယ်ဆိုပါစို့ပြီးတော့လူတွေကိုပြောဆိုဖို့ပြောရဲမိုက်ခရိုဖုန်းပဲမှာလာလို့မေးမယ်ဟုတ်တယ်မလားဒါနဲ့ loud speaker ကကောင်းလားမကောင်းလားတလွင့်တဲ့အခါတင့်ရတန်ကဝေးဝေးမှထိုင်တဲ့လူတွေထံကိုတကယ်ရောက်နေလားမရောက်ဘူးလားဆိုတာကိုစစ်ဆေးမယ်နော်ဒါပေမဲ့ဒီနေ့ကနေထွေအား90မိနစ်လောက်အကြာကတော့ကမိုက်ခရိုဖုန်း loud speaker တခုမှမလိုအပ်ပဲလူပေါင်း1000တို့မဟုတ်အိတ်ထက်ပိုတဲ့လူတွေကိုမိန်ခုံးပြောနိုင်တဲ့နာမည်ကြီးတရားရှိခဲ့တယ်ဆိုတာသင်စဉ်းစားကြည့်ပါအလွန်ကြီးမားတဲ့လူစုလူဝေးကို9နာရီ6နာရီတောင်တနေရာထဲမှာထားနိုင်တဲ့စွမ်းရည်ရှိခဲ့တယ်အလွန်ဝေးဝေးမှထိုင်တဲ့မနှက်တဲ့လူတွေအထိသူ့အတန်ကတိတိကျကျကြားရတယ်မင်္ဂလာပါကျွန်မ Happy Every ကိုကြိုဆိုပါတယ်ဒီနေ့ကျွန်ုပ်လူပြောနေတဲ့အဲ့ဒီတောက်ပတဲ့အတန်ဟာတော့ RS တမကအေမဟာဒနသူ့အချင်းကထိတ်တန်းကျန်းစာပညာရှင်ပန္တိကဏ္ဍပတိရှာမကြီးရဲ့အတန်မှာပြောဆိုရမှာလဲအလွန်ကျွမ်းကျင်လူတန်တီတက်ကြီးဟောပြောချက်တွေကိုနားထောင်ဖို့လူတွေမှာတမျိုးထူးခြားတဲ့ဆွဲဆောင်မှုတစ်ခုရှိနေတတ်ပါတယ်သူမှတခြားသူကိုဆွဲဆောင်နိုင်တဲ့အလားပစုံအနုပညာချီလို့တောင်သူကိုစန့်ကျင်သူတွေလည်းပဏိတကြီးကိုချစ်ခင်တတ်ကြတယ်လို့ဆိုကြတယ်ရိုးစုနေဆောင်ကဘလို့ထူးခြားလဲကျွန်တော်ပြောပြပြီးကြလားဒီဟာကတော့ရွာတွေသွားပါခန္ဓာရဲ့ဇလမှာညအတွက်ခါရှိခါပန္တိတရှိကိုမကြီးကိုဖိတ်ခေါ်ခဲ့ပြီးပန္တိတကနက်ပတိကြီးနဲ့ရှင်ပြိုင်မှုတစ်ခုရှိခဲ့တယ်ပန္တိတရှိကိုမကြီးဟာရှင်ပြိုင်မှုအတွက်မျက်စိချင်းဆိုင်ပေးရရုံနဲ့တင်နှင်းဆော့လိုက်တယ်။ဘာကြောင့်လဲဆိုတော့ပေါ်ရာနီပန္တတရှိကူမာကြီးနဲ့ပန္တတခဏပတိကြီးဟာရှိကူမာကြီးရဲ့ဗီဒတိပန်ပညာနဲ့အနှစ်ချင်းရှင်ပြိုင်ပြီးတာဖြစ်ပြီးအဲ့ဒီနှစ်ချင်းတော့မှမဲခဏပတိကြီးဟာသူ့ရဲ့ပဟုန်တုတာနဲ့အနိုင်ယူခဲ့တာပါ။လူဒီပြောချတာကပန္တိတရှိကူမာကအရေးချင်းမှာရူထမျိုးသားဒီထံကဗီဒတိပန်ရှင်ပြိုင်ပွဲမှာပါဝင်ဖို့အတွက်ကြိုတင်ငွေ600ရယူခဲ့တယ်။အခုခေတ်နဲ့တွေ့ရင်တော့ဒါဟာတင်း6လောက်ထပ်ဖို့မြန်လာနိုင်တယ်လို့ဆိုကြတယ်။သူကဂျက်လူမျိုးတွေကိုအဲ့ဒီ6ရက်ကြာပြန်လာလိုက်ပြီးချက်ချင်းအဲ့ဒီနေရာကနေထွက်ပြေးသွားခဲ့တယ်။ဒီလိုနဲ့ဗေဒတိပညာပြေဝဲမရှိဘဲနဲ့ပဲပဏိတကနာပတိကြီးကအနိုင်ရတော့ခဲ့တယ်။အချင်းချင်းနေရာနဲ့မှမဖြစ်ဖြစ်ဗေဒတိပညာရှင်ပြိုင်ပွဲတွေကိုရင်ဆိုင်ရင်ပဏိတကနာပတိရှာမကြီးကရှင်ပြိုင်ခဲ့ပြီးအမြဲတမ်းအနိုင်ရခဲ့တယ်။လက်သက်တစ်ချောင်းရှိကြောင်ခုနှစ်ခုနဲ့ရာဇတိုင်မျိုးချူရူမျိုးလေးမှဖြစ်ပါတယ်။ပဏိတဘာလီဒန်ဗေဒဗြဟ္မဏ်အိမ်မှာတာယတနာမွေးဖွားလာပြီးနေမေကိုကနက်ပတိလို့ပေးခဲ့ကြတယ်။ငယ်ဘဝမှာတင်ဉာဏ်ကြီးသူတယောက်ပါ။တကြီးလာသလိုဘဟုတုဒတော်တလာပြီးပညာရေးကိုကံပူနဲ့ကာရှိမှသင်ယူခဲ့တယ်။အဲ့တော့မှတော့မိခင်မြေသူကိုပြက်လာခဲ့။မဟာရိရှိဒေယနန်ဆရာတတိဥဆောင်သူရာဇတာမှာဝေဒကဘာသာကိုကြီးကြပ်ထုတ်ပြန်သူကြီးဖြစ်တဲ့ရှရီကာလူရမ်ကြီးကျိုရှိရဲ့တယောက်မှုကြောင့်အာရသမကဝန်တယောက်ဖြစ်လာခဲ့တယ်။ဝိဒကစနစ်နဲ့လူငယ်ဘဝအရာကိုဖျက်တမ်းဖြစ်တဲ့အခါမှာပဲပန္တိတကနပတိရှာမကဗျာတတ္တာဒါရှန်စာပိစတဲ့အရာဒီမှာပညာရှင်တယောက်ဖြစ်လာပြီးရှာတရလုပ်လာခဲ့တယ်။ဒါဟာမဟာရိရှိဒယာနန္ဒာဆရာသူတွေနဲ့သူ့ရဲ့သစ္စာရှိတဲ့လိုက်နာသူတွေကတနိုင်ငံလုံးမှာဝိဒါဇာအုပ်တွေကိုပြန်လဲအသက်သွင်းပြီးအစင်လာအသက်တစ်ခုကိုစတင်ကြောင်းထိမ့်သိမ်းကြတဲ့အချိန်မှာပဲပန္တိတကနပတိရှာမဥဇာရေတိကဘာသာနဲ့ကျင့်ကြီးမှုကိုရှာတိအတရားနဲ့တစ်စက်တည်းပြန်လဲဖြန့်ချိဖို့လုပ်ခဲ့လိုက်ခဲ့တယ်။ဝေဒီကာ theory တွေကိုသူကဘယ်တော့မှအလဲလဲမလုပ်ဘူး။ဒါအပြင်ဒီ theory တွေကိုချိကိုက်စေဖို့တာလည်းမရှိဘူး။ဝေဒီကာ theory တွေထဲမှာပြောထားတာကိုမယုံကြည်တဲ့လူတယောက်ရှိရင်သူနဲ့အမြင်ပွားဟိုလဲဘယ်တော့မှဆက်တတ်သူမဟုတ်ဘူး။အချင်းတိုင်းခရစ်ယာန်မွတ်စလင်နဲ့ချင်းဘာသာဝင်တွေနဲ့ကိုယ်တိုင်တက်တာတိုင်းမင်းတဲ့သူပါ။ဘောရညီကတွေကိုတော့အမြဲတမ်းရင်ဆိုင်နေရတာပဲတန်းစင်ပညာရှင်တွေကိုများသောအားဖြင့်ခချော့ချော့ရှင်းပြသူတွေလူထင်ကြပြီမယ်ပန်ဒီတာကြီးမှာတော့ဟာသစစ်တဲ့အလိုများပါတယ်သူစကားပြောတာကရွှာပါလွတ်လို့လူတွေကသူ့ဟောပြောပွဲထဲမှာနိုင်ပေါင်းများစွာထိုင်နာထောင်ကြတယ်လို့ပြောကြတယ်နတန်တထောင်ကူရစက်တင်ဘာလ6ရက်နေ့ပါကရှမီးယားရဲ့ရှဗီနခါမျိုးကိုစွန်ဆန်ဆိုလက်ခရစ်ယာန်ဘုံတော်ကြီးတူရောက်လာခဲ့သူကတန်းစင်ပါထားနဲ့ဒါရှင်ပညာမှာကျွမ်းကျင်သူတယောက်ပါသူကကရှမီးယားပဏိတာဒီကိုတတန်းစာအုပ်နဲ့ဆင်ခေါ်လိုက်တဲ့ဘသူမှပြင်ဆင်မထားတော့ဘုံတော်ကြီးကမဟာရာဇာဗရက်တဆင်ကြီးသွားပြီးတင်းနိုင်ငံရဲ့ပန်တိကြတွေကိုတတန်းစာအုပ်နဲ့ရှင်းဖန်ခိုင်းမှာမဟုတ်ရင်သူ့ကိုအနိုင်လက်မှာပေးလိုက်ပါလို့ပြောတယ်မဟာရာဇာကနိုင်ငံတော်ဟန်တို့တရင်ပေါ်တာကြီးပညာရှင်တွေရှိထွက်လာပြီးဘုံတော်ကြီးကိုအနိုင်ယူခဲ့ဒါပေမဲ့ပြောကြတော့လဲနိုင်ပြန်တဲ့ကဖေးပန်တိတာမှာတတန်းစာအုပ်တော့ပြင်ဆင်မထားဘူးမဟာရာဇာတဲ့ဒီအကြောင်းကရှင်းစီမကောင်းစရာထက်ပါ
ပြီးတော့တယောက်ကမဟာရာဇာကိုကက်ရှမီးယားကိုရောက်လာတဲ့အာရီယာသမကပင်ဒီတာတယောက်ရှိတယ်သူရဲ့ပညာရေးချင်းကတနိုင်ငံလုံးမှာနာမည်ကြီးတယ်လို့ပြောလိုက်မဟာရာဇာကသူ့ကိုချက်ချင်းတင်ပြဖို့အမိန့်ပေးလိုက်တယ်နန်တော့ပန္ဒီတာတွေကစံကျင်နေတဲ့ချိန်မှာပဲပန္ဒီတာကဏပတိရှာမကမဟာရာဇာရဲ့အမိန့်ကိုလိုက်နာပြီးတည်ကြည်စွာရပ်တည်ခဲ့တယ်ဘုံတော်ကြီးရှိမှပန္ဒီတာကဏပတိရှာမကိုမြင်လိုက်တော့ဘုံတော်ကြီးကစိတ်လှုပ်ရှားသွားပြီးအကြောင်းအမျိုးမျိုးဖြိုးဖို့ကြိုးစားတယ်ဒါပေမဲ့မဟာရာဇာရဲ့တည်ကြည်မှုကြောင့်သူကတက်တန်းစာကိုပြောဆိုရမယ်ဖြစ်သွားတယ်တက်တန်းစာကိုပြောဆိုမှုအမှားပန္ဒီတာကြီးကဘုံတော်ကြီးကျန်ဆန်းရဲ့ဝေဒီခယူဆန်တွေကိုဝင်ရောက်တိုက်ခိုက်တဲ့ပေါ်အဖြစ်ပြန်ခဲ့တယ်မိကွန်းတွေကိုတက်တဲ့စာကိုပြောဆိုမှုကတန်စစ်စကားဖြစ်တဲ့တန်စင်ဘာသာနဲ့ပြုလုပ်ခဲ့တယ်အဲ့တော့ပင်ဒီတာအားလုံးကတက်တန်းစာကိုပြောဆိုမှုမှာတယောက်ခေကြတယ်ပန္ဒီတာကဏပတိရှာမရဲ့ယူဆချက်တွေအကြောင်းပြချက်တွေနဲ့ဝေဒတက်တန်းစာတီမှာမမြင်ဘူးမကြားဘူးတဲ့အချက်တွေကိုတင်ပြခဲ့တယ်ထို့ပြင်တက်တန်းစာထောက်ခံချက်တွေနဲ့အထီးပေးတွေကိုကြားပြီးတော့နန်တော့ပန္ဒီတာတွေလည်းအံ့ဩသွားကြတယ်နောက်နေ့မှာလည်းတက်တန်းစာ audition ပြန်ကိုဆက်လက်ပြုလုပ်မယ်ဆိုပေမဲ့အဲ့ဒီနေ့မတိုင်ခင်မှာဖုန်းတော်ကြီးကျန်းစံမှာတိတ်တိတ်လေးထွက်သွားခဲ့တယ်အာရီယာလောကမှာနာမည်ကြီးတဲ့ပညာရှင်ပန္ဒီတာနာရေရဒေဝရှာစထရီဝိဒအဓိက1960ခုနှစ်ဇွန်လပရိယောပကာရီမဂ္ဂဇင်းထဲမှာထုတ်ဝေခဲ့တဲ့သူ့ရဲ့အမတ်တရားမဆူမှာမြင်နေတာကတော့ခဏပတိရှာမကအနှုံညောင်နဲ့အသေးသေးလေးပါပဲလို့အရှိထားတယ်သူ့ရဲ့ကိုပုံကိုကြည့်နေသူမှရိုသေဘူးတောင်မရှိနိုင်ဘူးသူကမင်းခွန်းပြောနိုင်မလားတော့မယုံနိုင်ဘူးဒါပေမဲ့ तू မိခွန်းပြောဖို့မျက်နှာချင်းဆိုင်ထိုင်တဲ့ခါမှာတော့မသိဘူးဘယ်ကအိုင်းဒီထွက်လာလဲနာအီ23မဲ့34မိနစ်တောင်ပြောနိုင်တယ်ဆွာမီယိုတေတန်လေလူတွေကပန်ဒီတာကြီးကိုယိုတိမှုရှိအကြောင်းအင်းကသူ့ရဲ့ပညာနဲ့မင်းခွန်းပြောနိုင်မှုတာမကသူ့ရဲ့တန်ရှင်းမြင့်မြတ်တဲ့အပြုအမူနဲ့ဝန်ဆောင်မှုစေကြောင်းလည်းထက်တယ်လို့ရေးထားတယ်ဒီကတော့1972ခုနှစ်ဆိုလာပန္ဒီတာကြီးကဝေထနာဖျော်ဖျဖို့အလုပ်တင်မှာအရန်လှုပ်ရှုံနေခဲ့တယ်ကျမကြီးကတော့လုံးဝဂယုမဆိုင်နိုင်ခဲ့ကိုအဖျားချထောင်3နောက်ရှိကြီးမှတောင်မိတ်ခွန်းပြောရမရက်ခဲ့ဘူးရလက်ကတော့ယောဂကအရန်ကိုမီးသွားတယ်အသက်39နှစ်သားရှိချိန်မှာပဲပန္ဒီတာခဏပတိကြီးကနောက်ဆုံးအသက်ရှူချခဲ့တယ်ဆိုလာ29ရက်နေ့မှာပဲပန္ဒီတာကြီးကကွယ်လွန်သွားခဲ့တယ်အသက်တူတုန်းကတွေ့သွားခြင်းကအာရီယာတိုင်ဝမ်ကိုဝယ်နေဆရာဖြစ်တယ်သူ့ရဲ့ဘွားကဂျနီတိုင်ဝေဒီကာဘာသာကိုကာကွယ်သူတူဦးကြီးနဲ့ယူသေးစာလက်မှတ်မိစရာလည်းဖြစ်နေစေပါမဟာရီရဲ့ရှိတရားနန္ဒဆရာဒီဒီကြီးနဲ့တပည့်အထင်ဆက်တယ်မှာနေပယ်တိုင်းမှာမထင်ရှားတဲ့ပညာရှင်ကြီးတွေတွေ့နိုင်တယ်ဘယ်ချင်းမှာပဲသူဒီကနာစပင်းတွေကိုပြောရမယ်ဖြစ်ဖြစ်ပန်ဒီတာကနာပတိရှာမကြီးရဲ့နာမည်ကိုလည်းဂုဏ်ယူစွာနဲ့ထည့်သွင်းပြောကြတယ်ဒီလိုထင်ရှားတဲ့ပညာရှင်ဆရာပုဂ္ဂိုလ်ကြီးပန္ဒီတာကနာပတိရှာမကြီးကိုအာရီယာအတိုင်းဝိုင်းကအမြဲတမ်းဂုဏ်ပြုလေးစားနေတယ်